အခုတလောပုံမှန်တဲ့ရေပိုတောက်ချင်လာတာစီးခဏခဏသွားတာအလုတ်အယမ်းမလုပ်ရပေမဲ့အလွယ်တကူမောပန်းနွမ်းနယ်လာတာမျိုးဖြစ်နေပါသလားအားလုံးပဲမင်္ဂလာပါကျမ်းမာမအောင်မြင်ဆိုတဲ့ channel ကနေပြီးတော့ကြိုဆိုပါနဲ့ဒီနေ့မှာတော့သွေးတွင်းတကြားတဲ့မြင့်နေပြီဆိုတာကိုတတိပေးနေတဲ့လက္ခဏာ၃မျိုးကိုပြောပြမျှဝေပေးသွားမှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေကပုံမှန်တဲ့ရေပိုတောက်ချင်လာတာစီးခဏခဏသွားတာအလုပ်တွေအယမ်းမလုပ်ရပေမဲ့အလွယ်တကူနဲ့မောပန်းနွမ်းနယ်လာတာမျိုးဖြစ်နေပါသလားဒီလိုလက္ခဏာတွေကိုသာမန်အရာတစ်ခုလို့ထင်မိနိုင်ပေမဲ့တခါတလေမှာတော့သွေးတွင်းတကြားတဲ့ပုံမှန်တဲ့မြင့်နေတဲ့လက္ခဏာဖြစ်နိုင်ပါတယ်ပိုပြီးတတိထားသိလာကလူတချို့ဟာသွေးတွင်းတကြားတဲ့မြင့်နေတာကြာပြီးဖြစ်ပေမဲ့သိတာတဲ့လက္ခဏာမပြပဲနေတတ်ကြပါတယ်နောက်ဆုံးမှာစီးချိုယောဂရှိနေပြီဆိုတာသိရတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့သွေးတွင်းတကြားတဲ့မြင့်တက်နေတဲ့အခါတွေ့ရနိုင်တဲ့အရေးကြီးတဲ့လက္ခဏာ၃မျိုးနဲ့ဒီလိုလက္ခဏာတွေရှိလာရင်ဘာလို့သိတယ်လဲဆိုတာကိုပြောပြမျှဝေပေးသွားမှာဖြစ်ပါတယ်သွေးတွင်းတကြားတဲ့မြင့်နေခြင်းကိုဖော်ပြနေတဲ့လက္ခဏာများနံပါတ်1ရေအလွန်အမင်းစခြင်းနဲ့စီးခဏခဏသွားခြင်းပထမဆုံးလက္ခဏာကတော့ရေအလွန်အမင်းစားလာခြင်းနဲ့စီးခဏခဏသွားခြင်းဖြစ်ပါတယ်။သွေးတွင်းတကြားဓာတ်မြင့်တက်လာတဲ့အခါကြောက်ကပ်ကပူရှံနေတဲ့တကြားဓာတ်တွေကိုစီးထဲကနေဖယ်ရှားဖို့ကြိုးစားပါတယ်။ဒီဖြစ်စဉ်ကြောင့်ခန္ဓာကိုယ်ထဲကရေဓာတ်ပုံမှုဆုံးရှုံးနိုင်ပြီးရေငန့်တာရေခဏခဏတောက်ချင်တာနဲ့စီးခဏခဏသွားတာတွေဖြစ်လာနိုင်ပါတယ်။တချို့လူတွေကညဘက်မှာလည်းအကြိမ်ကြိမ်နိုးပြီးစီးသွားရတာကိုတတိထားမိနိုင်ပါတယ်။ဒါပေမဲ့စီးခဏခဏသွားတာတစ်ခုတည်းနဲ့သွေးတွင်းတကြားတဲ့မြင့်နေတယ်လို့မဆိုနိုင်ပါဘူး။ရေအများကြီးတောက်ခြင်းကော်ဖီနဲ့ကဖိတ်ပါတဲ့အချိုရည်တွေတောက်ခြင်းဈေးဝါးတချို့တောက်ခြင်းဒါမှမဟုတ်စီလန်ကြောင့်လည်းပတ်သက်တဲ့ပြဿနာတွေကြောင့်လည်းစီးခဏခဏသွားနိုင်ပါတယ်။ဒါကြောင့်အကြောင်းပြချက်မသိပဲဒီလက္ခဏာတွေဆက်တိုက်ဖြစ်နေတယ်ဆိုရင်ကိုယ့်ဘာသာခံမှန်းမဲ့အစားသွေးတွင်းတကြားဓာတ်ကိုစစ်ဆေးတာကပိုကောင်းပါတယ်။လက္ခဏာနံပါတ်2အမြင်ဝေဝါးခြင်းအမြင်မရှင်းခြင်းဒုတိယလက္ခဏာကတော့အမြင်ဝေဝါးလာခြင်းဒါမှမဟုတ်အမြင်မရှင်းခြင်းဖြစ်ပါတယ်။သွေးတွင်းတကြားဓာတ်မြင့်လာတဲ့အခါခန္ဓာကိုယ်ထဲမှာရှိတဲ့အရည်ဓာတ်တွေပြောင်းလဲလာနိုင်ပြီးမျက်လုံးရဲ့မှန်ဘလူးအတွင်းကအရည်ဓာတ်မျှတမှုကိုလည်းတက်ရောက်စေနိုင်ပါတယ်။အဲ့ဒီအတွက်တချို့လူတွေမှာအမြင်အာရုံပြောင်းလဲလာတာစာဖတ်ရတာမရှင်းတော့တာစာလုံးတွေကိုပြက်ပြက်သားသားမမြင်ရတာဒါမှမဟုတ်အမြင်ဝေဝါးလာတာတွေဖြစ်နိုင်ပါတယ်။ဒါပေမဲ့အမြင်ဝေဝါးတာဟာသွေးတွင်းတကြားဓာတ်မြင့်တာကြောင့်ပဲဖြစ်တယ်လို့မဆိုနိုင်ပါဘူး။အကြောင်းအရင်းအမျိုးမျိုးကြောင့်အမြင်ဝေဝါးနိုင်ပါတယ်။ဒါအပြင်သွေးတွင်းတကြားတဲ့မြင့်တဲ့အခြေအနေကိုအချိန်ကြာမြင့်စွာမထိန်ချုပ်နိုင်ဘူးဆိုရင်စီးချိုယောဂကြောင့်မျက်လုံးအတွင်းအမြင်အာရုံနဲ့ပတ်သက်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ချိန်မြင့်လာနိုင်ပါတယ်။ဒါကြောင့်အရင်ကမရှိပဲအခုမှအမြင်မရှင်းတာအမြင်ဝေဝါးတာတွေစတင်ဖြစ်လာတယ်ဆိုရင်သွေးတွင်းတကြားဓာတ်ကိုစစ်ဆေးသင့်တယ်လို့လိုအပ်ပါကမျက်စိကျန်းမာရေးကိုလည်းစစ်ဆေးသင့်ပါတယ်။လက္ခဏာနံပါတ်3အလွယ်တကူမောပန်းခြင်းအားနည်းခြင်းတတိယလက္ခဏာကတော့အလွယ်တကူမောပန်းခြင်းအားနည်းခြင်းဒါမှမဟုတ်ခွန်အားမရှိသလိုခံစားရခြင်းဖြစ်ပါတယ်။သွေးထဲမှာတကြားဓာတ်များနေပေမဲ့အင်ဆူလင်ဟော်မုန်းကကောင်းကောင်းအလုပ်မလုပ်နိုင်တာဒါမှမဟုတ်ခန္ဓာကိုယ်ကတကြားဓာတ်ကိုဆဲတွေအတွင်းထဲကိုထိရောက်စွာအသုံးချနိုင်ခြင်းမရှိတာမျိုးဖြစ်နိုင်ပါတယ်။အဲ့ဒီအခြေအနေမှာခန္ဓာကိုယ်ကစွမ်းအင်ကိုထိရောက်စွာအသုံးမချနိုင်တာကြောင့်တချို့လူတွေမှာမောပန်းလွယ်တာအားနည်းတာတနေ့တာအတွင်းခွန်အားကုန်ခန်းသလိုခံစားရတာတွေဖြစ်နိုင်ပါတယ်။ဒါပေမဲ့မောပန်းတာတစ်ခုတည်းနဲ့စီးချိုယောဂရှိတယ်လို့မဆိုနိုင်ပါဘူး။အိပ်ရေမဝခြင်းစိတ်ဖိစီးမှုသွေးအားနည်းခြင်း thyroid ပြဿနာနဲ့တခြားယောဂတွေကြောင့်လည်းမောပန်းလွယ်နိုင်ပါတယ်။ဒါကြောင့်လက္ခဏာတစ်ခုတည်းကိုကြည့်ပြီးကိုယ့်ဘာသာယောဂသတ်မှတ်မထားသင့်ပါဘူး။သွေးတွင်းတကြားတဲ့တကယ်မြင့်နေတာကိုဘယ်လိုသိနိုင်မလဲ။အရေးကြီးဆုံးကတော့သွေးစစ်ဆေးခြင်းဖြစ်ပါတယ်။
စီးချိုယောဂနဲ့သွေးတွင်းတကြားတဲ့အခြေအနေကိုစစ်ဆေးရမှာစစ်ဆေးနည်းအမျိုးမျိုးရှိပါတယ်ဥပမာအားဖြင့်အစာမစားမီသွေးတွင်းတကြားတဲ့စစ်ဆေးခြင်း HbA1c စစ်ဆေးခြင်းပြီးခဲ့တဲ့2လကနေ3လအတွင်းသွေးတွင်းတကြားတဲ့ရဲ့ပြန်များအခြေအနေကိုခန့်မှန်းနိုင်ပါတယ်ဒါအပြင်ဆရာဝန်ကလိုအပ်တယ်လို့သတ်မှတ်ရင်တခြားသွေးစစ်ဆေးမှုတွေကိုလည်းပြုလုပ်နိုင်ပါတယ်အထက်မှာပြောပြခဲ့တဲ့လက္ခဏာတွေအများကြီးရှိနေတယ်ဒါမှမဟုတ်ကိုယ်အလေးချိန်များခြင်းမိသားစုထဲမှာစီးချိုယောဂရှိသူရှိခြင်းအရင်ကသွေးတွင်းတကြားတဲ့ညှစ်ဖူးခြင်းစတဲ့အန္တရာယ်အချက်တွေရှိတယ်ဆိုရင်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်သင့်ပါတယ်အခုကျွန်တော်ပြောပြပေးသွားတဲ့အကြောင်းအရာကတော့သွေးတွင်းတကြားတဲ့ညှစ်တဲ့နေတဲ့လက္ခဏာ၃မျိုးပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်အတူချုပ်နဲ့နောက်တစ်ခါကိုထပ်ပြီးပြောပြပေးပါမယ်သွေးတွင်းတကြားတဲ့ညှစ်တဲ့နေတာကိုဖော်ပြနေသောလက္ခဏာ၃မျိုးနံပါတ်၁ရေအလွန်အမင်းစာလောင်ခြင်းနဲ့စီးခဏခဏသွားခြင်းနံပါတ်2အမြင်ဝေဝါးခြင်းအမြင်မရှင်းခြင်းနံပါတ်3အလွယ်တကူမောပန်းခြင်းနဲ့အားနည်းခြင်းတို့ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလက္ခဏာတွေရှိတာနဲ့စီးချိုယောဂဖြစ်နေပြီလို့အတူပြုလို့မရပါဘူးလက္ခဏာတွေဆက်တိုက်ဖြစ်နေတယ်ဒါမှမဟုတ်စီးချိုယောဂဖြစ်နိုင်ခြေရှိတယ်ဆိုရင်သွေးတွင်းတကြားတက်ကိုစစ်ဆေးပြီးအခြေအနေအမှန်ကိုသိဖို့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့စီးချိုယောဂအစောပိုင်းမှာသိတာတဲ့လက္ခဏာမပြဘဲရှိနေနိုင်ပါတယ်။စောစောသိရှိနိုင်လေအစားအသောက်နဲ့နေထိုင်မှုပုံစံကိုစောစောပြင်ဆင်နိုင်ပြီးလိုအပ်တဲ့ကုသမှုကိုလည်းအချိန်မီရရှိနိုင်မှာဖြစ်ပါတယ်။ဒီအကြောင်းအရာကသင်အတွက်အကျိုးရှိတယ်ဆိုရင်တော့သင်ရဲ့အမိဘရွှေမျိုးတငယ်ချင်းများနဲ့ညီကိုမောင်နှမများကိုလည်းရှယ်ထားပေးဖို့မမေ့ကြပါနဲ့။ယောဂဝိနအကြောင်းအမျိုးမျိုးကိုသိရှိနားလည်ပြီးကြိုးသင်ကာကွယ်ကုသနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအားလုံးအနာယောဂဝိနမျိုးမျိုးမှာကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေခင်ဗျာ